အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဟာမတ်လ10ရက်နေ့မှာကြာရောက်ပြီးကမ္ဘာရဲ့ရက်မှာနှစ်စဉ်ကျင်းပခဲ့ပါတယ်။ဒီနေ့ကိုကမ္ဘာလုံးဆိုင်ရာအမျိုးသမီးများရဲ့အခွင့်အရေးများလွတ်လပ်ခွင့်များနဲ့စီးပွားရေးနိုင်ငံရေးလူမှုရေးအခြေခံကဏ္ဍများမှာပုံမတိုးတက်ခွင့်ရရှိရန်အတွက်အရေးကြီးသောနေ့အဖြစ်သတ်မှတ်ကျင်းပကြပါတယ်။အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံကတော့1908ခုနှစ်မှာအမေရိကန်နိုင်ငံနယူးယောက်မြို့ကအလုပ်သမားအမျိုးသမီးများ15000ကျော်ဟာအလုပ်ချိန်လျှော့ချပေးဖို့လစာတိုးပေးဖို့နဲ့အမျိုးသမီးများမဲပေးပိုင်ခွင့်ရရေးတို့အတွက်တောင်းဆိုဆန္ဒပြမှုများဆောင်ရွက်ခဲ့ပြီးဒီလှုပ်ရှားမှုဟာကမ္ဘာလုံးဆိုင်ရာအမျိုးသမီးအရေးလှုပ်ရှားမှုတွေရဲ့အဦးအစဖြစ်ခဲ့ပါတယ်1910ခုနှစ်မှာဒိန်းမတ်နိုင်ငံကိုပင်ဟေဂင်မြို့မှာကျင်းပတဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးအလုပ်သမားများညီလာခံမှာအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့သတ်မှတ်ဖို့ကိုကလာရာဇက်ကင်အမည်ရှိဂျာမန်ဆီယာမတဦးကအဆိုပြုခဲ့ပြီး1911ခုနှစ်မှာပထမဆုံးကမ္ဘာအမျိုးသမီးများနေ့ကိုဩစတြေးလျဒိန်းမတ်ဂျာမနီနဲ့ဆွစ်ဇာလန်နိုင်ငံတို့မှာအမျိုးသားအမျိုးသမီးစုစုပေါင်း10 သန်းကျော်တက်ရောက်ကစတင်ကျင်းပခဲ့ပါတယ်1985ခုနှစ်မှာတော့ကမ္ဘာကုလသမဂ္ဂကမတ်လ10ရက်နေ့ကိုကမ္ဘာအမျိုးသမီးများနေ့အဖြစ်တရားဝင်အသိအမှတ်ပြုမှတ်တမ်းတင်ခဲ့ပါတယ်။အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဟာလိုအပ်နေစေဖြစ်တဲ့အမျိုးသမီးများ၏အခွင့်အရေးများကိုအားပေးရန်လူမှုရေးနိုင်ငံရေးစီးပွားရေးခွင့်အရေးများတွင်အမျိုးသမီးများ၏ပါဝင်မှုကိုပိုမိုတိုးတက်စေရန်အမျိုးသားနဲ့အမျိုးသမီးအခွင့်အရေးညီမျှရေးကိုကမ္ဘာတဝန်းတိုက်တွန်းရန်တို့အတွက်ရည်ရွယ်ပြီးအမျိုးသမီးများအတွက်ပုံမကောင်းမွန်သောအနာဂတ်တစ်ရက်ကိုတည်ဆောက်ရန်ရည်မှန်းချက်ဖြင့်စ조사နေစေသူများကိုအတိမတ်ပြုဂုဏ်ပြုတဲ့အနေနဲ့ပါကမ္ဘာတဝန်းလူမျိုးဘာသာမရွေးယနေ့တိုင်ကျင်းပနေပါတယ်။